အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွတ်နဲ့ဖျားပူဇော်ခြင်းတဲ့လူတွေကိုဈေးတန်တန်လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီကျွတ်နဲ့ဖျားလေးပါအခုကစိုင်ဖွင့်ပွဲအထိမ်းအမှတ်နေနေပေါ့နော်ဒါလေးကပုံမှန်ဆိုလို့ရှိရင်ရောင်းဈေး9သိန်းကို4သိန်း5000နဲ့4သိန်းခွဲနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီကျွတ်နဲ့ဖျားလေးကညတော့အပြင်12လက်မှရှိပါတယ်ပြည်ဦးလွင်မျိုးရင်းဆိုလို့ရှိရင် delivery နဲ့ပို့ဆောင်ပေးမှာဖြစ်ပြီးတော့ကြံမျိုးတွေဆိုလို့ရှိရင်ကတော့အိမ်ရောက်ငွေချေစနစ်နဲ့ရပါတယ်အိမ်ရောက်ငွေချေစနစ်နဲ့ဆိုလို့ရှိရင်တော့3ရက်ကနေ4ရက်အထိကြာပါမယ်ဒါလေးကတော့အိမ်ကအကိုကြီးရဲ့သူကိုယ်တိုင်ထုစစ်ထားတဲ့လက်ရလေးပေါ့နော်ပထမဆုံးဝယ်ယူတဲ့ customer လေးကိုဒီကျွန်းနဲ့ဖျားလေးကို4သိန်းခွဲနဲ့ပူဇော်ရမှာဖြစ်ပါတယ်ရှင်